အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့နောက်တစ် event မှာစကင်တွေရှင်နေကြတဲ့ညီကိုညာပြီးတော့ MLB တက်တဲ့ရှောင်းမှာအကြီးဆုံး collaboration ဆိုပြီးရှင်နေကြတဲ့ညီကိုညာပြီးတော့ဂိမ်းနဲ့ဝင်လာတဲ့နောက်တစ်စကင်တွေကိုအရန်လိုချင်နေကြကျွန်တော်လိုညီကိုတို့ပတ်စံတပြားမှမကုန်မဲနဲ့အေးစစ်စစ်စိတ်တက်တာဂိမ်းဆိုချင်တဲ့ညီကိုတို့အခုဗီဒီယိုလေးကိုလုပ်ပြရခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုအစားဆုံးလေးကြည့်ပါပြီးတော့ like subscribe လေးလည်းလုပ်ပေးကြအောင်ဗီဒီယိုတင်ပြတည်အောင်လေအောက်က notification လေးကိုနှိပ်ပေးကြပါကဲအဲ့ဒါဆိုရင်စလိုက်ရအောင်ခုဗီဒီယိုကစကင်လဲလိုချင်တဲ့ပတ်စံလဲကုန်မှာကြောက်နေကြတဲ့ညီကိုတွေအတွက်ဖြစ်ပါတယ်သူများရဲ့လို့ဖောင်ကြီးတွေလည်းတီးပြီးမှမဟုတ်ဘဲနဲ့ပတ်စံမကုန်တဲ့ဒီလန်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ခင်းထဲကိုအရင်ဆုံးဝင်လိုက်ပါပြီးတော့ loading လေးကိုခဏလောက်စောင့်ပေးလိုက်ပါခင်းထဲရောက်ပြီဆိုတာနဲ့ကျန်တာမလုပ်ဘဲနဲ့နောက်တို့ event တွေကိုရင်သွားမယ်နောက်တို့ event တွေကိုရောက်တာနဲ့ကျန်တာဘာမှမနေဘူးအရင်ဆုံးကြိုကြည့်ရှုခြင်းကိုအရင်ဆုံးကြည့်အောင်တကောင်ပြီးရနဲ့ထွက်မသွားပဲနဲ့နောက်တစ်ကောင်လည်းဆက်ပြီးတော့ကြည့်ပေးပါစကင်တွေကိုတေချာမှတ်မိနေအောင်ကြည့်ဖို့ရကြောပေါက်ပြီးမကြည့်ဖို့ရအစမ်းလာအတိုင်းလေးကြည့်ဖို့အရေးကြီးပါတယ်အဲ့လိုကြောင့်မှကိုကအမြဲတမ်းမှတ်မိနေမှာဖြစ်ပါတယ်ဒီနောက်တို့ collaboration နဲ့မှာတော့အောက်တိုစကင်ကတော့တော်တော်လေးကိုလှရပြလူကတ်စကင်ရပါみんな渦巻きナルトが帰ってきたぞနောက်ပြီးအရာဝဇာရဲ့ဒီစကင်ကစောင်းကျွတ်လောင်းအကြီးအဖက်တွေကလည်းလာတော့အဲ့ဒီမကြီးကလည်းအရင်လှတယ်အဲ့စကင်ကလည်းတော်တော်သဘောကျရတဲ့ပါတယ်ဗျ俺は畑かかしって名前だကဲအခုလိုကြည့်ပြီးသွားပြီဆိုရင်တော့ပြင်ထွက်မယ်ဂိမ်းကိုဖြတ်လိုက်ပါမယ်ဖြတ်လို့ဆိုရင်ပါနဲ့ဂိမ်းကို download ပြန်ဆက်ပြီးရင်အသစ်ကပြန်ပြီးစပြီးဝင်လို့ရပါပြီတခြားလေးကြည့်လိုက်ပါ loading လေးတွားနေမယ်စိတ်ရှည်တီးခံပြီးတော့ခဏလေးဆက်ပြီးတော့စောင့်ကြည့်လိုက်ပါကဲအခုဆိုရင်တော့ညီကိုတို့ကိုကျွန်တော်ပြောထားတဲ့အတိုင်းလုံးဝနောက်တို့ event ကိုမြင်ရတော့မှလည်းမဟုတ်လို့ပတ်စံလည်းတပြားတစ်ချက်မှလည်းကုန်မှာမဟုတ်တော့ပါဒါကတော့ကျွန်တော်တို့ပတ်စံလုံးဝမကုန်ချင်မဲနဲ့စိတ်သက်သာစေခြင်းနဲ့ညီကိုတွေအတွက်တိဆက်ပြရခြင်းဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြပါပေါ့ subscriber 400ပြည့်သွားတဲ့အခါကျရင် star like ကဝေးပေးဖို့ရှိပါခင်ဗျဗီဒီယိုအစားဆုံးမကြည့်ပဲ like လုပ်တဲ့ညီကိုကတော့ sorry ပါဗျ